ဟဲ့ဘယ်လိုလုပ်ရှစ်သက်ငယ်ကြီးကရွာနဲ့ရောက်တယ်6လောက်ရှိတယ်ဟမ်ပြင်ကျွေးထားတာသူတယောက်လည်းကျွေးရဆိုတော့ထားလိုက်ပါတော့အခုကခလေးတော့ကစစ်ပါအလုံးလုံးဆိုတော့လည်းမလုပ်ဘူးစက်ကြက်ဖို့ကောင်းတယ်ရမ်းမယ်ဩမိမရေမင်းကလေ तू ကကလေး3ယောက်တော့ပါလာတာလေကွာအဲ့ကလေး3ယောက်ကို तू ထိန်းနေရတာလေ तू လုံးထွက်လို့မယ်ဆိုရင်လေကဲအဲ့ကလေး3ယောက်ကိုဘယ်သူထိန်းမလဲမင်းထိန်းမလားကဲဩတမနဲ့ရှင်နဲ့ညာရတယ်3နှစ်လောက်ရှိနေတယ်ကျမတို့ကလေးဘာကိစ္စထိုင်ရမှာလဲဟောတယောက်ထဲနေကျင်တော့ကလေးမိပဲဒီလားငါ तू ပြန်လာရင်ဖြောင်းပြလိုက်ပါမယ်ဖြောင်းပြတာမလို့ကျင်စကားကိုအပြတ်ပြောနော်ကျမပြောရင်ပုံစိုးလိမ့်မယ်ဟုတ်မှာလာပြီစကားကိုအပြတ်ပြောနော်ငါပြောလိုက်ပါမယ်တပီတော့တားလည်းဝယ်ချင်းမယ်ဖေမဝယ်ချင်းမယ်လာလာပြပြသားပြပြမမို့တော့မို့လေလမ်းထိပ်သွားမလို့ခလေးတွေဘိုက်စာလို့တဲ့ပတ်စံလေးရှိရင်1000လောက်ပြေးခဲ့ပါမရှိဘူးငါကဲသမီးလားလာပြီးလားလာဒီခဏလေးနော်ခဏလေးသမီးလားဟုတ်လားဟုတ်မြမမြခွက်ကြည့်ရတယ်ကွာမဟုတ်တုံးနေရပါဘာဖြစ်တယ်ဘာဖြစ်ရမှာလဲကွာငါမိမမိမနေတာကြာပြီမို့လို့ငါ့ကိုပြောသွားတယ်အဲ့လေကွာငါကြီးချင်းချင်းဆိုငါတော့ငါတော့မိမငါ့အိမ်မှာမထားချင်တော့မလားဒီလေငါလည်းရောက်တာ6လတော့9လလည်းရောက်နေပြီဆိုတော့ဘယ်ထားချင်မှာလဲကွာငါလည်းအဲ့ဒါကိုသဘောပေါက်ပါတယ်ငါလည်းအချမ်းနေမှာတော့နေဖို့စီစဉ်နေပါတယ်ဒါပေမဲ့ချက်ချင်းကြီးကတော့လည်းမဖြစ်နိုင်သေးတဲ့ခါကျတော့ငါ့ကိုတနေ့2နေ့လောက်တော့ထားပါအောင်ကွာဟာဟဲ့တနေ့တော့မလုံးနဲ့လေကွာတရက်နေ့လောက်ဆိုတော်သေးတယ်မင်းကလေကွာတနေ့ဆိုရင်တော့ကြမင်းအိမ်မောကမစင်းမနဲ့ငါအိမ်မောကစင်းသွားမယ်ဒီဘာလို့ငါဒီကြားတဲ့အဆင်ပြောင်းငါလုပ်ပါမှာကွာတို့လည်းငါပတ်စံနဲ့1000လောက်ရှိဟောဟဲ့ဒီခုနကလည်းငါမိမစီ1000တောင်းတာကြားတယ်မဟုတ်ဘူး1000တောင်းတာတော့မရှိဘူးလေဆိုတော့မို့ခလေးကိုဘိုးဝယ်ကြည့်ချင်လို့ပေါ့ဘာမှဘိုက်စာအဲ့ဒါနော်အေးကွာငါလည်းမိမပြောချင်စရာရော့2000ရှိရမှာ9000ပြောပြီရသားမဟုတ်ဘူးဟုတ်ပြီလာသမီးမဟုတ်သားမယ်နော်တားလာကိုစီလားလာသမီးလားတော့လေလုံးအောင်မသိဘူးငါလည်းတော်တော်စိတ်ညစ်လာပြီကွာလာမအမေဒီနေ့ပတ်တယ်ဟဲ့ထိုးပါကိုပါကိုဒီနေ့ပတ်လာပြီးဒီနေ့ပတ်တယ်ဒီနေ့လာပြီးခကြီးစာခကြီးတော့ပါမတော့ကွာဒီမိုးတော့ကွာမင်းတော့နေရဟာခလေးဆန်းလာပါခကြီးဟိုမင်းကတော့ကားတိတ်လိုက်ပို့လိုက်ဦးမယ်ဟုတ်လားသမီးအိတ်နေတယ်နော်နိုးလိုက်သမီးလေးနဲ့တွေ့သွားလိုက်အေးပါမင်းရလေရေထိုးသွားရင်ဟောပြီးနိုးလေးတိုက်ပြီးတော့လေးခေါ်အေးပါတို့တော့ငါမှမရှိဘူးပြီလေအတမီတိတ်ထားလိုက်တာပါဒီကြောက်ပို့လိုက်ဦးငါသားကြီးကိုလိုက်ရင်ငါပဲအကုန်လုပ်ပြီးနေကြငါလုပ်ပြီးမယ်ဟုတ်ပြီလားအညမတော့တေးသွားဖို့နော်ဆက်ပါကွာဒါကမိမပဲမရအေးဟုတ်ပါပြီစိတ်ချမယ်နော်အမလေးအပေါ်ကြီးလောက်နေတာငါပဲတောက်လျှောက်လုပ်ပြီးနေတာသွားအောင်မသိတာအေးဟုတ်ပါပြီစိတ်ကမပူနဲ့တော့ပါအေးပါအပီးရမင်းကတည်းကဒီမှာဝင်လာခိုင်းလိုက်ကိုကြည့်လေအေးဟိုလာကွာဒီလည်းကိစ္စကြီးဟုတ်တယ်ကျွန်တော်တို့လည်းအဲ့ဒါကိုမယုံနိုင်ဖြစ်နေတယ်။မြတ်ဆိုတော့ကျွန်တော်တို့ရက်ွက်တယ်မှာငငယ်ချောချောလေးပညာတက်ဘွဲရတယ်။ဟုတ်တယ်ဗန်မာလို့လုပ်နေ။အဲ့လိုလူမျိုးပါဗျာ။တော်တော်ခလေး3ယောက်ဖေကိုယူတယ်ဆိုတော့ကျွန်တော်တို့အံ့ဩလို့တော့မစိုးဘူး။ဆုံးတဲ့တယောက်။ဒီတော့ဘာလို့လဲ။ကျွန်တော်လည်းအဲ့ဒါကိုစဉ်းစားကျွန်တော်တို့ကိုယ်တိုင်သတင်းစာကြတဲ့ယုံတော့မယုံနိုင်ဘူး။ဒါပေမဲ့လည်းသူ့ရဲ့မင်္ဂလာဆောင်ကျွန်တော်ကိုယ်တိုင်သွားကြလို့တော့ယုံလဲရတာဗျာ။အမလေးမယုံမရှိနဲ့ဟေ့အဲ့ဒီမင်္ဂလာဆောင်ငါလဲသွားတယ်။ငါလဲဟိုရောက်လို့တွေ့မှယုံတာဟဲ့။ငါလဲအံ့ဩလို့ပါဟဲ့ဒီကလေး3ယောက်ဖေကိုဟဲ့စုမြတ်အပြိုးဘာဖြစ်လို့ယူလိုက်တာလဲငါလည်းစဉ်းစားလို့မရဘူးဟဲ့ပြောဦးမယ်သိလားအဲ့ဒီနေရာမြလေးမင်္ဂလာဆောင်ကမင်္ဂလာဆောင်နဲ့တော့မတူဘူးဟဲ့ခလေးကစားကွင်းရောက်နေသလားမှတ်တယ်ခလေးတွေကချက်စော့နေသူတို့ကမင်္ဂလာဆောင်တစ်ဖက်မှာစော့တစ်ဖက်မှာမင်္ဂလာဆောင်နဲ့ဘာတွေမှအောင်မသိပါဘူးဟဲ့ဒီကောင်ဆက်လက်စီမှာစေကောင်ဝါကောင်များရှိနေမလားမသိဘူးဖြစ်နိုင်တယ်ဘာတော့ရောဒီလိုလည်းမပြုတ်လားမပြုတ်ဘူးနော်သင်ကမသင်တော့ဘူးဆိုင်ကိုလာသမျှအကောင်ကအရက်သမားကြီးပဲပြရတယ်အဲ့ဆိုကျွန်တော်အရက်ဖတ်လို့ဆိုရောဟ
သေးလိုက် မလေးလုပ်ရအဆင်ပြေလား ပြေးပါတယ်ကိုကြီးရဲ့ဒါနဲ့ကိုတလက်ကဘာလို့လာမကြည့်ရတော့ ဩညီမလေးကလေညီမလေးယောက်ျားဒီချင်းဆိုရင်မှနည်းနည်းတော့ခစ်နေပြီလေ ဩသွားတော့နေရ ဘာတောက်နေပြီရက်ဆိုင်မှာ ဩအဲ့ဒါခလေးတွေရော ကြည့်ဦးခလေးတွေကိုစိတ်ပူနေကိုကြီးပဲတောက်လျှောက်ထိန်းလာတာပါမအငယ်လေးကပကတ်ထဲမှာအိမ်နေပြီနော်မအလက်မလေးကထမင်းစားနေတယ်အိမ်မှာမအကြီးကောင်ကကျူရှင်ကပြန်လာလို့တဲ့အိမ်စားတွေလုပ်နေတယ်တဲ့နော် အိတ်ထားရလဲပြီးလာပဲ မလေးအကုန်လုံးငါထိန်းလာတာပါအခုကိုကြီးလာကြိုတယ်လေမလေးယောက်ျားမှယောက်ျား ဩတက်တက်တယ်များကုသကံကောင်းလိုက်တယ်နော်မိမရှာကျွေးရောက်မှခလေးထိမ့်ပေးနေဩမြမို့ကတော်တော်တသားနာနာဖြစ်သွားတာနော်နေစရာအိမ်ရလဲအစင်သင့် ကံကောင်းရတယ်ဆိုတော့တော့အားကြ တန်ကောင်းလားမို့နော်အဲဇာတာတက်တယ်လို့ဘာမှမဆိုဗျာယူတာယူရတာပါကမလေးကခေါင်းနေချက်မပြေယူနေဟုတ်လားဘာကြောက်ပေါ် ဟဲ့ရက်ွက်ထဲမှာစွညံဆိုတာပညာတတ်ပွဲရအဲ့လိုဒီမျိုးတွေကယူမလားကွာ ဟာငါပြောတာလက်မခံဘူးကွာယူနေတာတို့ရေ ဟာလေ ကလေးလေးတော့ဘာလို့ပြလို့ရှုံ့မဲ့နေရလဲကျွန်တော်ကြည့်ပြီးယူနေတယ်လို့ပြောတာခင်ဗျာလက်မခံတာလားဟုတ်လား လက်ပြမဖြစ်နိုင်တဲ့ဟာကို ဟမ်ယူနေလို့ပြောတော့ကျွန်တော်ပြောတာကိုခင်ဗျာလက်မခံတာစုမြတ်ကတကယ်တော့ယူနေတာကြက်မပြေဘူး ဘလို့ယူလိုက်ပြောသားမှာဘလို့ယူရတယ်အဲ့ ဟာကဲမြို့ငါမေးမယ်ဟုတ်လားစုမြတ်ကမချောဘူးလား ဟုတ်တယ် ချောရလေ20ကျော်လေးမဟုတ်ဘူးလား ဟုတ်တယ်လေ ကဲပြီးတော့ဝဲရပြီးသားအလုတ်တော်မှာဘာမှလှုပ်နေတာ ဟုတ်တယ် အဲ့လိုလူတယောက်ကအဲ့လိုကောင်မလေးတယောက်ကငါလို့ကွာကလေး3ယောက်အဖေကိုယူတာကဲကောင်းတဲ့လူကယူမလားကဲပြောမင်းညမနဲ့ငါ့ကိုပေးသားမလား အပေးသားမလားကွာမင်းရတယ် အေးအဲ့ဒါသူလူကောင်းမှမပေးစားဘူးလေယူနေတဲ့လူမလို့ငါယူတာပေါ့ကဲအပြိုးကြီးတော့မေးမယ်ဗျာကျွန်တော်ပြောချင်တာကဲသူမြက်ကကျွန်တော်ယူတယ်အပြိုးကြီးကျွန်တော်ယူမလားကလေး3ယောက်ဖေ ကျန်ကြီးစီကတော့မယူနိုင်ပါဘူးခလေး3ယောက်ပဲ အဲ့ဒါဆိုမယူတက်ပြည့်တယ်အဲ့ဟိုကယူနေလို့ကျွန်တော်ယူတာအဲ့ဒါသူမြက်တယောက်တည်းယူနေရလားဆိုတော့မဟုတ်ဗျာသူ့ကိုကျွန်တော်ရောက်ပါလေယူနေတာ ဟာဘယ်ရမလားပြောတာပေါ့ကဲအဲ့ဒီမင်္ဂလာဆောင်ကိုကျွန်တော်တွက်လိုက်ခလေး3ယောက်အဖေမင်္ဂလာဆောင်တာကဲရောက်ပါပတ်စံကိုခံပြီးတော့မင်္ဂလာဆောင်ပေးတယ်ဟုတ်လားဟောသူ့အိမ်မှာကျွန်တော်နေတယ်ကျွန်တော်တန်သမီး3ယောက်ကိုရေမိုးချိုးထမင်းကျွေးကြောင်းကျိုးကြောင်းမို့နောက်ဆုံးဗျာအကုန်အလုပ်ပေးတယ်ကဲအဲ့ဒီလိုလူတယောက်ကယူနေလို့လုပ်ပေးတာဗောတက်ပြည့်တဲ့လူကလုပ်ပေးပါမလားဟုတ်ကဲ့ကျွန်တော်ပြောတာကိုဘယ်လိုဖြစ်လဲကဲမင်းက9ယောက်ပါဒါပေါ့တော့ကွာငါကလေး3ယောက်မထိန်းတာ အဲ့ရလားကွာမင်းရ အဲ့ဒါလူကောင်းမို့လို့မထိန်းတာလေဟိုကကြမပြေလူမောင်နှမ2ယောက်လုံးယူနေတာယူတော့ကျွန်တော်စုမြတ်ကယူတာပေါ့ဟောရောက်ပါလေယူနေလို့ကျွန်တော်ရဲ့အလုပ်ကိစ္စတော့သားသမီးကိစ္စအကုန်လုံးလုပ်ပေးတာပေါ့ဟဲ့မိမ ဟုတ်တော့လက်ရှင်ကလေတောက်မှစိတ်ဓာတ်အောက်တန်းကြတယ်လူပဲဘာဖြစ်လဲချွတ်ကျမခလေး3ယောက်နဲ့မဟုတ်လို့တနာလို့ကဲတင်ထားတာရှင်ကျမအတွက်ယောက်ျားအဲ့လောက်မချဘူးကိုတော့လေဟုတ်တယ်ကျမယူနေတဲ့အတွက်ကြောင့်လို့ရှင်ကိုကျမအိမ်မှာမထားနိုင်ဘူးရှင်းခလေး3ယောက်လေကျမအမိုက်ကုန်လို့ပြပါရှင်းလိုက်နေကောက်ရှင်နေစီသွားကောက်စီဒါပဲကိုတော့လေရှင်လုံးဝအိမ်ပြန်လာဖို့မစင်းလိုက်ပါဘူး ဒါမိမ ဘာလို့မင်းကလေဟမ်ဟဲ့မင်းကငါညမလေးကိုဟုတ်လားယူနေလို့ဒီခုနပြောလိုက်တဲ့ကြားပါလေဘာဖြစ်လဲအကိုကဒီလိုခလေး3ယောက်အဖေကိုမင်္ဂလာဆောင်မိတာပတ်စံစိုက်ထုတ်ပြီး ဟုတ်ကဲ့စိုက်တော့ပြီ ဩအဲ့ဒါကိုမင်းကဒီမှာလာပြီးငါယူနေတာ တဘောဗျာ ငါညမအဖေလူလူတူတူလေးချေလုံးလို့ကွာငါညမကငါချေလုံးလို့ကွာချေလုံးလို့မသိတာဟမ်မင်းတို့ခလေး3ယောက်အဖေဝဲတင်နေတဲ့တရောင်းဆောင်မင်းခလေးတွေကိုငါပြုစုပေးတာအဲ့ဒါမင်းကချေလုံးလို့မဟုတ်ဘူးမင်းခလေးတွေကိုလည်းချေလုံးလို့မဟုတ်ဘူးငါညမလေးကငါချေလုံးလို့မင်းသိလားမင်းငါညမနဲ့မတန်ဘူးမင်းလည်းငါညမနဲ့မတန်ဘူးငါအိမ်မှာမင်းကိုတင်ထားတာတော့တော်တော်အိမ်တနာနေဟေ့အိမ်မှာကျွန်တယောက်လို့မင်းသားသမီးတွေကိုပြုစုပေးတာတော့ယူလို့မင်းတို့ဘာလို့ဝဲလို့ရှင်းလားမင်းငါရုံမလာနဲ့တော့ဗျာမင်းကလေးတို့အမြန်ဆုံးလာခေါ်ဟုတ်ဗျာမခေါ်အကုန်လုံးလေးလေးနဲ့ပြီရှင်းတယ်နော်呀，ကလေး3ယောက်နဲ့ဒါမင်းတို့အိမ်လာနေရမလား ဟုတ်ပြီဟုတ်ပြီ ဘယ်အောင်လဲအဲ့ဒါကျွန်တော်ပြန်မနေရပါ
မျိုးကြီး အဲ့တော့ ဒီဆိုင်မှာလာနေလို့ရလား အဲ့တော့ရောက် အမနေလို့နေရမှမရှိတော့ဘူး